နောက်တစ်ခုဘာတွေထုတ်သေးတုံဆိုလို့ရှိရင်တံပဋိသနာဆိုတဲ့တံပဋိဆိုင်စိတ်နှစ်ခုကလည်းကုသိုလ်ကြောင့်ဖြစ်တာအကုသိုလ်ကြောင့်ဖြစ်တာဟောတာလည်းမြင်သိပြီးတဲ့နောက်မှာအာယုံကိုလက်ခံတဲ့စိတ်ကြားပြီးတဲ့အခါအာယုံကိုလက်ခံတဲ့စိတ်နှာခေါင်းကအနံ့ရပြီးတဲ့အခါအဲ့ဒီအာယုံကိုလက်ခံတဲ့စိတ်တံပဋိဆိုင်ဆိုတာလက်ခံတယ်တံပဋိသနာ reception ပေါ့ဟိုတယ်သွားရင် reception ရှိတယ်မဟုတ်လားလက်ခံတဲ့နေရာရှိတယ်လေအလူကဌာနဆိုလည်းလက်ခံတဲ့နေရာရှိတယ်ခုအာယုံဝင်လာရင်လက်ခံတဲ့နေရာရှိရမှာပေါ့မှန်ပါပါစိတ်ထဲမှာလည်းလက်ခံတဲ့စိတ်ကိုတံပဋိသနာလို့ခေါ်တယ်အဲ့ဒီစိတ်ကလည်းပဲပစ္စုပန်အာယုံခုဘဝမှာတွေ့တဲ့အာယုံတွေနဲ့သူကမြင်သိစိတ်ဖြစ်ပြီးရင်သူကဖြစ်ကိုဖြစ်ရမှာကကြားသိစိတ်ဖြစ်ပြီးရင်သူလာရမယ်ဟောသူကလည်းကံကိုအခြေခံပြီးတော့ထုတ်ထားတဲ့စိတ်ပဲဒီစိတ်ကလည်းနံသိစိတ်ရဲ့နောက်မှာသူဆက်လာမယ်လယတိရဲ့စိတ်ရဲ့နောက်မှာသူဆက်လာမယ်ထိတိစိတ်ရဲ့နောက်မှာသူဆက်လာမယ်လက်ခံပြီးလို့ရှိရင်ဒီတိုင်းထားမလားလို့ဆိုလို့ရှိရင်စုံစမ်းတဲ့စိတ်ကလေးကလာသေးတယ်အဲ့ဒါကိုတန်တိရဏလို့ခေါ်တယ်ဘာပဲဖြစ်ဖြစ်ကိုလက်ခံပြီးလို့ရှိရင်ပက်ဆံတော်မှာလက်ခံပြီးရင်စိမရှိရေတွက်ရသေးတယ်မဟုတ်လားမှန်ပါပါဗျာအေးအာယုန်တစ်ခုရလာတယ်ဆိုသူကလက်ခံပြီးရင်သူကစုံစမ်းရအောင်မယ်ဒါဘယ်လောက်တုံးဆိုတာနော်မှန်ပါပါအာယုန်ရဲ့သဘာဝကိုစုံစမ်းတဲ့စိတ်ကလည်းပဲခုနလက်ခံပြီးတဲ့နောက်သူကဆက်ပြီးအလုံးလုံးဖို့အဲ့ဒီစိတ်ကလည်းပေါ်ရသေးတယ်မှန်ပါပါကဲခြုံပြောမယ်ဆိုလို့ရှိရင်အကုသိုလ်အကျိုးက9ခုရှိတယ်အကုသိုလ်ကထုတ်လိုက်တာမြင်သိစိတ်ရဲ့ကြားသိစိတ်ရဲ့နာမ်သိစိတ်ရဲ့လျက်သိစိတ်ရဲ့ထိသိစိတ်ရဲ့လက်ခံစိတ်ရဲ့စုံစမ်းစိတ်ရဲ့ဟောအကုသိုလ်က9ခုဖြစ်သွားအကုသိုလ်ရဲ့အကျိုးကအကုသိုလ်ကထုတ်လုပ်လိုက်တာ9ခုကုသိုလ်ကထုတ်တာကြတော့ဘယ်လောက်တုံးဆိုရင်ကုသိုလ်ကထုတ်တာကလည်းဟုတ်လား10ခုအဲ့ဒီ10ခုကဘာတွေတုံးဆိုဒီမြင်သိစိတ်ရဲ့ကြားသိစိတ်ရဲ့နာမ်သိစိတ်ရဲ့လျက်သိစိတ်ရဲ့ထိသိစိတ်ရဲ့လက်ခံတဲ့စိတ်က1ခုစုံစမ်းတဲ့စိတ်ကြတော့2ခုဘာဖြစ်လို့2ခုဖြစ်သွားတော့ဆိုလို့ရှိရင်စုံစမ်းတဲ့အခါမှာဝမ်းမြောက်ဝမ်းသာစုံစမ်းတာနဲ့ဟုတ်လားဝမ်းသာတဲ့ဒီခံစားချက်ပါတာနဲ့ဝမ်းသာတဲ့ခံစားချက်ညော့နေတာရဲ့အဲ့ဒီ2ခုကြောင့်မို့လို့သူကတန်တိရဏစိတ်က2ခုဖြစ်တော့10ခုဖြစ်သွားတခါအဲ့ဒီမှာမဟာဝိပ္ပစိတ်ထပ်ထည့်လိုက်မယ်ဆိုရင်ကုသိုလ်ရဲ့အကျိုးက16ခုဖြစ်မသွားဘူးလားမှန်ပါပါ16ခုဖြစ်သွားတယ်ကဲပေါင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်လူတွေရဲ့တဏ္ဍာမှာကံတရားကထုတ်လုပ်လိုက်တာဒါလူတွေကိုပြောတယ်ကြံတဲ့ပုဂ္ဂိုလ်တွေမပြောဘူးလူဘဝပဲပြောမယ်မှန်ပါပါလူတွေအတွက်သိဖို့ကပိုအရေးကြီးတယ်အကုသိုလ်ကထုတ်လုပ်တာ9ခုကုသိုလ်ကထုတ်လုပ်တာ16ခုပေါင်းလိုက်တော့ဘယ်လောက်ရှိသွား23အဲ့ဒါကိုကာမဝိဘက်23လို့ပြောတာနော်မှန်ပါပါကာမဝဆရကုသိုလ်ကံကထုတ်လို့တာဒီထဲမှာဇန်တွေဘာတွေနဲ့ဘာမှမဆိုင်ဘူးနော်မှန်ပါပါဇန်တွေကကျင့်မှရတဲ့စိတ်တွေဒီထဲမှာမပါဘူးအဲ့တော့ဘုန်းကြီးတို့ဘဝမှာဖြစ်နိုင်တာဟောဒီ23ခုဖြစ်နိုင်တယ်နော်ဒါမွေးရပါရတဲ့ဟာ23ခုမွေးရပါပါတဲ့ဟာ23ခုမျက်စိတို့နားတို့မွေးရပါလာတယ်လို့ပဲဟောဒီစိတ်ကလည်းပဲဘဝင်စိတ်ကနေပြီးတော့ဟောတာဒီပေါက်ဖွားနိုင်တဲ့အနေအထားတွေရှိတယ်သို့တော့မျက်စိကပစ္စုပန်အကြောင်းမပါဘဲနဲ့သူကမြင်သိစိတ်မဖြစ်နိုင်ဘူးမျက်စိကောင်းရမယ်မြင်စရာအာယုန်နဲ့မျက်စိဆုံရမယ်ဆုံလိုက်တဲ့အခါကျတော့မှမြင်သိစိတ်ဆိုတာပေါ်ဒီပဲထုတ်ပေးထားတာစိတ်ကိုပေါ်အောင်လုပ်ပေးထားတာမဟုတ်ဘူးเนาะမှန်ပါပါဗျာဆိုပါစို့စောင်းတန်မြည်အောင်စောင်းအိုးနဲ့စောင်းကျိုးကညှိထားမှဖြစ်တော့မှာပေါ့မှန်ပါပါအဲ့ဒါလိုပဲကံတရားကစောင်းကျိုးစောင်းအိုးညှိပေးထားတယ်လို့ပဲလက်ကလေးနဲ့တီးလိုက်တာနဲ့စောင်းတန်သာသာရာထွက်လာမှာပဲမှန်ပါပါအဲ့ဒါလိုပဲရူပါယုံနဲ့စက္ခုပတာရမျက်စိကမြင်ရတဲ့အဆင်းနဲ့စက္ခုပတာရယုံဆုံလိုက်တာနဲ့တပြိုင်နက်ဟောဒီစိတ်ပေါ်လာ condition ကြောင့်ပေါ်အကြောင်းကြောင့်ပေါ်တယ်ဆိုတာသဘောပေါက်တာနော်အတန်နဲ့နားနဲ့ဆုံလိုက်ရင်သောတဝိညာဉ်စိတ်သောတဝိညာဉ်စိတ်ပေါ်လာတာနဲ့တပြိုင်နက်နောက်ကလက်ခံစိတ်တို့စုံစမ်းစိတ်တို့ကဆက်ပေါ်လာဟောဆိုင်ရာအကြောင်းတွေကြောင့်အဲ့ဒီလိုဆက်လာဒါစိတ်တနိယာမလို့ခေါ်တယ်ဘာဖြစ်လို့သူတို့ပေါ်တာတော့လို့မေးစိတ်တနိယာမစိတ်တနိယာမဆိုတာဘာပြောတာတုံးလို့ဆိုလို့ရှိရင်ဖြစ်စဉ်ကြီးတစ်ခုလို့ပြောတာပေါ့The law of nature ပေါ့ဟုတ်ကလားမှန်ပါပါဗျ
ကဲအဲ့ဒါဆိုလို့ရှိရင်မေးလို့ရတာပေါ့ဘာဖြစ်လို့ဟိုຫນွေပြီးတဲ့အခါကျတော့မိုးရောက်ရတာမိုးပြီးတဲ့အခါကျတော့ဘာလို့ဆောင်းဝင်လာပြန်တာတော့ဖြစ်စဉ်ကြီးပဲမဟုတ်လားဘာဖြစ်လို့ဒီမိုးရာသီကျတော့တစ်ပင်တွေကလန်းဆန်းပြီးတော့အရွက်တွေဘာတွေဖားဖားတွေပင်ကြီးတွေထွားလာတာတော့ဆောင်းကြတော့ဘာလို့ခြောက်သွားပြန်တာတော့ဒါဥဒုနိယမှာပဲဆိုင်ရာဒီ the law of nature ဒီကလည်း the law of mind ပဲစိတ်ဓာတ်နိယမအနေနဲ့လာတာနော်ဒီစိတ်ဖြစ်ရင်ဒါဖြစ်ကိုဖြစ်လာအကြောင်းတရားတွေကဒီလိုကဲကောင်းပြီဝိပဿစိတ်23ခုဖြစ်လာပြီဘုန်းကြီးတို့တဏ္ဍာမှာပစ္စုပန်အကြောင်းတွေကိုငဲ့ပြီးတော့ဖြစ်ကြရတယ်နော်ခုနကပြောတဲ့ဓရေစိတ်ကလေးကတော့ပစ္စုပန်အကြောင်းနဲ့ဘာမှမဆိုင်ဘူးပရိသေခါမှာဖြစ်တဲ့ဟာလေးကသူ့ဘာသူအတွင်းငုပ်ပြီးရမ်းနေမှာပဲသူ့ဘာသူဖြစ်နေမှာပဲနော်မှန်ပါပါကဲကောင်းပြီဒီဓရေစိတ်ကလေးနဲ့အခုဒီဝိပဿစိတ်ကို2မျိုးခွဲတယ်အခြေခံစိတ်နဲ့ဖြစ်ပေါ်စိတ်2ခုဖြစ်လာပြီ